ငချင်းအင်းကြီးတွေလာရနော်ဟုတ်တယ်တငယ်ချင်းကနေကိုကြည့်နေတာနေပခုံးမဲ့တနေကုန်နိုင်နေတာဘာဖြစ်နေရလဲငါလေဒီအပိုင်းဖုံးကြည့်တာများတာနဲ့ကွန်ပျူတာကြည့်တာများတယ်ဒီဟာတက်နေတာတာအကျော်တက်ဟုတ်လားကြာပြီလားအဲ့လိုမျိုးဖြစ်နေတာဒီအပိုင်းနေမှာဖြစ်တာပဲငါပြောမယ်ငါလေသပင်လုံနေတဲ့ဆိုင်လေးမှာလေရက်စပါတစ်ခုရှိတယ်သိလားအမစပါးတွေရောဖူမာဆက်တွေရောအဲ့ဒီကျော်စပါးတွေရောရတယ်နင်လောက်ဘူးလားငါမှတစ်ခါသွားလောက်ဘူးတယ်နင်လောက်စမ်းလောက်ကြည့်နင်အဲ့လိုမျိုးကြောတက်နေတယ်ဆိုတော့တတ်တာပါမှာအဲ့ဒါအဆင်ပြေလားနှိပ်တာအဆင်ပြေတယ်ကောင်းတယ်ကောင်းမလေးလေးဆိုတာအရင်စိတ်ရှိတယ်ငါလည်းကြောတက်နေတာဆိုတော့နှိပ်ကြည့်လိုက်သွားကြည့်မယ်လားငါနဲ့ကိုခေါ်ရမယ်လားငါချင်းငါတို့နေဆိုင်ရောက်ပြီလားလာပါရှင်မင်္ဂလာပါမအေးလေးတုံးဆောင်ပါဦးရှင်မလာလာကြာပြီနော်ခရီးတွေသွားနေရလားဟုတ်တယ်ညီမလေးရအခုအမတငယ်ချင်းလေးဒီမှာစကြောရန်တက်နေတယ်စကြောလိုပဲကြောစပါးလေးလုပ်ပေးလိုက်နော်ဟုတ်ကဲ့မမဟုတ်လာလေးရပြီနော်ချင်းပြီးသွားပြီလားပြီးသွားချင်းနေကောင်းတယ်အရန်ပဲညောင်းညပြေပြီးတော့တော့ပါသွားပြောသားပဲနေငါကမှဒီကိုပဲမြဲလာတာတကယ်ကောင်းတယ်နောက်လည်းလာရမယ်ဒီโอเคလာပြီလား